Harun Rashid ဘုရင်ရဲ့ခေတ်ကာလမှာအာလင်ကိုစော်ကားတဲ့တထေးတယောက်ရှိတယ်သူကထေးယုံနဲ့မကဘူးသူကယာဒူအာနာပါရှိအဲ့တော့သူတေဆုံးကွယ်လွန်သွားတဲ့အချိန်မှာလူတွေအများကြီးဂျနာဇာဖတ်ကြဒါပေမဲ့ဂျနာဇာဖတ်ပြီးသူ့ကိုမြုပ်လိုက်တယ်မြုပ်ပြီးပြန်လာတော့လူတွေကြားထဲမှာကြက်ကြဖြစ်သွားတယ်ဘာကြော်ကြားသွားလဲဆိုရင်ဟာတယောက်နဲ့တယောက်ပြောတယ်မင်းဂျနာဇာဒူအာငါမေ့သွားတာတဲ့ဟိုလူကလည်းပြောတယ်ငါလည်းဂျနာဇာဒူအာမေ့သွားတယ်အဲ့လိုမင်းနဲ့ဘလောက်ထိဂျနာဇာဒီသူတွေကပြန်ရင်နဲ့ဘလောက်ထိဂျနာဇာရဲ့ဒူအာအလ္လာဟူမဂ်ဖီရအဲ့ဒီဒူအာကိုဘလောက်ထိမေ့သွားလဲဆိုရင်နဲ့အီမာမ်ဘာမဖတ်ဘူးအီမာမ်ဘာမေ့သွားတာဒူအာကိုအဲ့လိုမေ့ပြီးသူ့တခါတည်းမြုပ်လိုက်တာအဲ့တော့ဒူအာမရတဲ့ဘဝနဲ့ဘဝဆိုးသွားတာအာလင်ကိုပြောလို့ဟာခမရအာလင်ကိုပြောတာတဲ့သူအာလင်မလို့ပြောတာတဲ့ခမရစမ်းကြည့်Hazrat Bayezid Bustami rahmatullah alayhi ဆိုအလွန်ကြီးမားတဲ့သူတော်စင်ပဲဒီဆရာကြီးကဒီသူတော်စင်ကြီးကဘာအမိန့်ရှိလဲဆိုရင်ခမည်းမှတ်ထားပါတဲ့အာလင်ကိုစော်ကားခြင်းဟာအီလမ်ကိုစော်ကားခြင်းပဲအာလင်ကိုတန်ဖိုးမထားခြင်းဟာအီလမ်ကိုတန်ဖိုးမထားခြင်းပဲအီလမ်ကိုတန်ဖိုးမထားခြင်းဂုဏ်တိတ်ခါချခြင်းတေးတိမ်အောင်လုပ်ခြင်းခမည်းအထင်မြင်တေးခြင်းသူ့ကိုတိတ်ခါချအောင်လုပ်ခြင်းဟာအလ္လာဟ်ရဲ့စိဖတ်ကိုတိတ်ခါချအောင်လုပ်တာအလ္လာဟ်ရဲ့ဂုဏ်ကိုထိပါအောင်လုပ်တဲ့သူဟာမွတ်စလမန်အဖြစ်နဲ့တေဆုံးကွယ်လွန်မှုအတွက်ဒီဟာရှိတယ်မွတ်စလင်ဘဝနဲ့မတည်နိုင်ဘူးတဲ့အဲ့တော့အာလင်ကိုစော်ကားတဲ့လူတွေဟာဆိုရင်မှတ်ထားရမှာကကဘာပေါ်မှာပဲအဇာဘ်၄ခုနဲ့ရင်ဆိုင်ရမယ်နံပါတ်1တက်တမ်းမှာအလ္လာဟ်ဘရကတ်တွေကိုရုပ်သိမ်းလိုက်မယ်အသက်တိုးလိမ့်မယ်နံပါတ်2အသက်တိုးတယ်ဆိုတာကျွန်တော်ဟိုတရက်ကရှင်းပြပြီးသွားတယ်အသက်ရှိတယ်ဆိုတာကအသက်ကတော့20ပဲအသက်လူတယောက်အသက်60မှာလုပ်တဲ့အလုပ်ကိုအလ္လာဟ်သူ့အသက်20မှာလုပ်ခိုင်းတယ်ဆိုတာဒါအသက်ရှိခြင်းပဲအသက်တိုးတယ်ဆိုတာကဟာတည်ကြလိုက်တာပြောနေတာအသက်20ကလေးကတည်ကြနေတာအသက်60ရောက်သွားပြီမတည်ခြင်းကိုအဲ့ဒါအသက်တိုးတယ်လို့ပြောတာသူ့ရဲ့အသက်ကတည်သွားပြီဘယ်ချိန်ကလေးကလဲအသက်20ကလေးကသူစိတ်ညစ်တာအမလေးဒီမိန်းမယူလိုက်တာမာပြီးသေရောတေးရင်ကောင်းမှဆိုမတေးဘူးဒီယောက်ျားယူလိုက်တာတေးရင်ကောင်းမှဆိုမတေးဘူးအဲ့ဒီတေးရင်ကောင်းမှလို့ရည်ရွယ်တဲ့နေ့ကလေးက तू ကမတာဖြစ်သွားပြီပဲအဲ့တော့အဲ့ဒါကိုခေါ်တာအသက်တိုးတယ်ဆိုတာ1နံပါတ်2ရိုစီရိတ်ခကျင်းမြောင်းမယ်နံပါတ်3အလောရှင်မြတ်သူ့ကိုပေးထားတဲ့အကျိုးဖြစ်ထုံးမဲ့အီလ်မပညာတစ်ခုကိုအလ္လာဟ်ရုပ်သိမ်းပြမယ်နံပါတ်4ဘေးအီမာန်နဲ့မော့နဲ့တွားရလိမ့်မယ်အလ္လာဟ်ရှင်မြတ်ကျွန်တော်တို့ကိုထိမ့်သိမ်းတော်မူပါစေအဲ့တော့အာလင်တွေကိုမစော်ကားပါနဲ့အလ္လာမရှေရာဇီရာဟမတုလာအလိုင်အမိတ်ရှိတယ်တဖ်စီမာရီဖ်ကုရ်အာန်ကျမ်းထဲမှာလည်းဒီဟာကိုသင်ပြန်ထားတယ်အခြားသောစာအုပ်တွေမှာလည်းဒီတွေပါတည်ရှိတယ်အီမာမ်ရှေရာဇီရာဟမတုလာအလိုင်ကဘာအမိတ်ရှိလဲဆိုရင်ခမည်းသားအာလင်ဖြစ်ချင်လားတဲ့ခမည်းကိုယ်တိုင်အာလင်ဖြစ်ချင်လားတဲ့ချိုးတဲ့အာလင်နေတာမန်အသိရှိတဲ့အာလင်တွေကိုခမည်းတော်လေးစားပါဂုဏ်ပေးပါတယ်ခမည်းကိုအာလင်ဖြစ်လို့ရရဲ့ဖြစ်ဒါမှမဟုတ်ခမည်းရဲ့သားကိုအာလင်ဖြစ်စေမယ်အဲ့ဒါမှမဟုတ်ရင်လည်းခမည်းရဲ့အမျိုးမျိုး90မှာအလ္လာဟ်အာလင်ချီးမြှင့်တော်မူမယ်တဲ့ခမည်းအာလင်ဖြစ်ခြင်းကဒီတိုင်းပေါ်ချုပ်ကြောမဖြစ်ဘူးခမည်းထင်နေတာမဟုတ်ဆိုးမသားတွေအိမ်မှာမကျွေးနိုင်လို့ကြောင်းပို့လိုက်တာမဟုတ်ဘူးခမည်းမှတ်ထားအာလင်တွေတောင်းစားမဟုတ်ဘူးအာလင်တယောက်ဖြစ်ဖို့အတွက်အဲ့လောက်အကြီးချင်းနေလိုအပ်တယ်အလ္လာဟ်ရှင်ရဲ့လက်ခံမှုမရှိဘဲနဲ့ဟာဖစ်မဖြစ်ဘူးအလ္လာဟ်ရဲ့လက်ခံမှုမရှိဘဲနဲ့အာလင်မဖြစ်ဘူးအဲ့ဒါတွေကိုကျွန်တော်တို့ရဲ့ခေါင်းထဲမှာထားရလိမ့်မယ်အဲ့ဒီအာလင်တွေကိုလေးစားပါဂုဏ်ပေးပါဒါဆိုရင်ခမည်းကိုအလ္လာဟ်ကအီလ်မချီးမြှင့်လိမ့်မယ်ဟာဇတ်သာနီရဟ်မတုလာအလိုင်အမိန့်ရှိတယ်ဟာဇတ်သာနီရဟ်မတုလာအလိုင်ကစာအုပ်တုံးမှာပါရေးလဲဆိုတော့ကီယာမတ်နေ့မှာအလ္လာဟ်ရှင်မြတ်ကလူတယောက်ကိုခေါ်လိုက်မယ်အေးမင်းဘာအာမလ်လေးလုပ်ခဲ့လေယာဘာရီတာလာကျွန်တော်မှအမလ်လေးနဲပါပါတယ်ကျွန်တော်မှအမလ်မရှိဘူးဒါဆိုရင်မင်းမှဘာရှိလဲဘာမှမရှိဘူးမင်းသားအာလင်လားတဲ့မိကုံးမေးပြီမင်းအာလင်လားမဟုတ်ပါဘူးယာအလ္လာဟ်မင်းရဲ့သားကအာလင်လားမဟုတ်ပါဘူးယာအလ္လာဟ်မင်းရဲ့မြေးကအာလင်လားမဟုတ်ပါဘူးယာအလ္လာဟ်အဆက်အလ္လာဟ်မေးတယ်မရှိဘူးဒါဆိုရင်မင်းရဲ့အမျိုးထဲမှာရှိလားမရှိဘူးမင်းရဲ့တငယ်ချင်းမှရှိလားမရှိဘူးတငယ်ချင်းရဲ့တငယ်ချင်းမှရှိလားမရှိဘူးဒါဆိုရင်နဲ့မင်းနောက်ဆုံးမင်းရဲ့နာမည်ကငါအလ္လာဟ်လက်ခံတဲ့အာလင်ကြီးတစ်ပါးပါရဲ့နာမည်နဲ့တူသလားတဲ့သူစဉ်းစားတယ်ဟာယာဘာရီတာလာ
ကျွန်တော်နာမည်ကလည်းတော်တော်ကြော်ကြားတဲ့အာလင်လူတွေကိုလည်းအကျိုးဖြစ်တဲ့အာလင်အဲ့လိုအာလင်ရဲ့နာမည်နဲ့တူပါတယ်ဆိုတော့တဲ့အလ္လာဟ်ရဘ်အလ်အဇတ်ကအမိန့်ရှိတယ်အေးမင်းသွားမင်းကအလ္လာဟ်မဂ်ဖီရတ်လုပ်လိုက်ပြီအဲ့ဒီအာလင်ရဲ့နာမည်နဲ့တူတာကိုအကြောင်းခံပြီးမဂ်ဖီရတ်ရတယ်ဆိုရင်ခမရအာလင်ဖြင့်ဘာကြောင့်မဂ်ဖီရတ်မရမှာလဲသူကအာလင်လို့မနေရင်ခမရကျွန်တော်နဲ့ဘာမှမဆိုင်ဘူးဒါပေမဲ့တိထားရမှာကသူ့မှာရှိတဲ့အလ်မကအင်ရှာအလ္လာဟ်ဆုမ္မာအင်ရှာအလ္လာဟ်တရက်သူ့ကိုဟီဒါယတ်ပေါ်မှာပို့မယ်အင်ရှာအလ္လာဟ်ဆုမ္မာအင်ရှာအလ္လာဟ်ခမရတမိုင်းကိုလေ့လာကြည့်ဟိုဟာဇာအဗ်ဒူလာအွန်ဒူလစီရာမတ်တူလာအလိုင်ဒီဆရာတခင်ကြီးအာယတ်တော်တစ်ခုပဲမမိတော့တယ်ဒါပေမဲ့အဲ့အာယတ်တော်တစ်ခုသူ့ရဲ့အလ်မကသူ့ကိုဟီဒါယတ်ပြန်ပေးတယ်သူ့ရဲ့အလ်မကသူ့ကိုဂျန်နတ်ကိုပြန်ပေးတယ်ဒါဟာအလ်မရဲ့ဘရကတ်ပဲအလ်မရှိဘူးလားပညာမရှိဘူးဆိုရင်ခမရကျွန်တော်စိုးရင်ရတယ်ကျွန်တော်တို့ဂုဏကိုဂုဏမြင်မသိတော့ဘူးလေပညာမရှိဘူးဆိုဂုဏကိုဂုဏမြင်သိမှာမဟုတ်ခမရချဲထိုးခြင်းကိုဟာရာမြင်သိမှာမဟုတ်ခမရသပိညက်ပြီးရောင်းခြင်းကိုဟာရာမြင်သိမှာမဟုတ်ခမရမင်းကလေးအချင်းချင်းလူများယောက်ျားလေးအကြောင်းပြောခြင်းဟာရာမြင်သိမှာမဟုတ်ခမရအရက်တောက်ခြင်းဟာရာမြင်သိမှာမဟုတ်ခမရဖဲရိုက်ခြင်းဟာရာမြင်သိမှာမဟုတ်ခမရကလောင်းကစားခြင်းဟာရာမြင်သိမှာမဟုတ် TV ကြည့်တာဟာရာမြင်သိမှာမဟုတ်ဟာရာမင်းအများကြီးပဲဟာရာမင်းထိုင်ရွတ်ပြရင်ခမရအချိန်မအောင်အဲ့တော့အလ္လာဟ်ရှိမှဘလို့တောင်းပါလဲယာအလ္လာဟ်ဂုဏဖြစ်စေမဲ့အရာများမှကျွန်တော်မျိုးအားထိမ့်သိမ်းဆောက်ရှောက်တော်မူပါဂုဏဆိုတာဘယ်အရာကဂုဏမြင်တော့ကျွန်တော်တို့မသိရတဲ့ဘဝအဲ့လောက်အခြေအနေဇိုးကိုရောက်သွားတာအဲ့ဒါကိုယဟူဒ်နဆရာကအလွယ်ကူဆုံးနဲ့ကျွန်တော်တို့ဘာနဲ့ဖျက်ဆီးလိုက်တာလဲ TV ဗီဒီယိုနဲ့ဖျက်ဆီးလိုက်အလွယ်ကူဆုံးနဲ့အထီးရောက်ဆုံးသူတို့ရဲ့အောင်မြင်မှုကဒါဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ကသတိထားရမယ်သူတို့ရဲ့လက်ွက်တွေအယမ်းပဲများတယ်အရင်ကဂျီဟာဒ်တိမမွတ်စလမန်နေမစ်ဝါတ်စားနေတာကိုကြည့်ပြီးတော့ကာဖီမွတ်စလစ်တွေထွက်ပြေးသွားတယ်ဆိုတဲ့တမိုင်းအစ္စလာမ်မှာရှိတယ်သို့တော့ဒီကနေ့မစ်ဝါတ်ကတော့ကျွန်တော်တို့တဘလစ်မှာပဲကင်တော့တယ်ဂျမာအတ်မှာပဲရှိတော့တယ်ကျောင်းကြီးမှာပဲရှိတော့တယ်ခန်ကာရီမှာပဲရှိတော့တယ်မစ်ဝါတ်ကမွတ်စလမန်လက်ထက်ကပျောက်သွားတယ်ဘလို့ဖြောက်လိုက်လဲ150နဲ့ပဲထုတ်ပေးလိုက်တယ်တကားလဲသွားတိုက်တယ်ကျွန်တော်ကိုယ်တိုင်လဲမစ်ဝါတ်မရှိဘူးခင်ဗျားတို့ပြောခြင်းအဖြစ်ကျွန်တော်တို့မှာမွေးမြူဖို့ကျွန်တော်ပြောပြမစ်ဝါကိုဖြောက်ချင်တော့လွယ်လွယ်လေးနဲ့သွားလိုက်စေသွားလိုက်တယ်လွယ်လွယ်လေးထုတ်ပေးလိုက်တော့အခုသွားလိုက်စေသွားလိုက်တယ်အထင်ကြီးတယ်မစ်ဝါကိုအထင်မကြီးဘူးမစ်ဝါဆိုင်ရမယ်အကျိုးကျေးဇူးတွေကိုခမရဘယ်ဘာသာပဲမဆိုလက်ခံတယ်ခမရမြန်မာသံမှာအရင်တော့ဖတ်ရတယ်ဟိုတပူစားစားပြီးတော့ကျောင်းအောက်ကိုချတဲ့ဝါကီယာအခုဖြုတ်လိုက်ပြီဘာကြောင့်လဲဆိုဒါကအစ္စလာမ်ဘက်ကိုနည်းနည်းຫນွယ်နေတော့အဲ့ဒီအရာကိုထည့်ထားမယ်ဆိုရင်တိတ်အဆင်မပြေဘူး